သာတိသရာမရဏအကြောင်းတရားဘာကြောင့်ရတာလဲမေးတော့အကျိုးတရားဘာကြောင့်ရတာလဲမေးတော့ဟောဒီတဏှာဥပါဒံဘဝဆိုတဲ့အကျိုးတရားအကြောင်းတရားကြောင့်ရတာအကြောင်းတရားကြောင့်မရတာလားရတာလားဘာလို့တဏှာဥပါဒံဘဝအကြောင်းတရားတွေကထပ်လောက်တာလဲဆိုတော့အဲ့ဒီခန္ဓာအစဉ်မှာခင်ဗျားတို့ကျုပ်ဉာဏ်မဝင်ခဲ့လို့ဘာမဝင်ခဲ့လို့ဉာဏ်မဝင်ခဲ့တဲ့အခါကျတော့တခါတည်းပဲဩအဝိဇ္ဇာသင်္ခါရကြောင့်တို့အကျိုးတရားရတာပဲဆိုပြီးဉာဏ်မဝင်မဲနဲ့ဒီမှာတဏှာထပ်ဝင်တော့ဟောဒီမှာအကျိုးတရားတွေထပ်မရတာလားရတာလားဒါဆိုလို့ရှိရင်အကြောင်းတရားတွေလှုပ်လိုက်အကျိုးတရားတွေရလိုက်အကြောင်းတရားတွေလှုပ်လိုက်အကျိုးတရားတွေထပ်ရလိုက်တဲ့သန္တရာမှာကြပြောင်းကြပြန်ဟုတ်လားမကျင်လည်နေရတာလားကျင်လည်နေရတာလားအမျိုးမျိုးကျင်လည်ကြရရတယ်တဲ့ဒါဆိုလို့ရှိရင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါအင်္ဂါ12ပါးပဲပါတယ်လေအင်္ဂါ12ပါးစက်ယထာကြီးတဲ့တခါတည်းပဲတခါကြီးတခါမကြီးပြောမယ်ဆိုလို့ရှိရင်ကာကြီးတသီးလို့ပေါ့ကာကြီးတသီးလို့ပေါ့တခါတည်းပဲ12ဘိန်းကာကြီးပေါ့ဘာကာကြီးလဲ12ဘိန်းကာကြီးကတခါတည်းအဲ့ဒီတဲကဘိန်းတစ်ဘိန်းကများဟင်ဘိန်းတစ်ဘိန်းကပေါက်သွားရင်အဲ့ဒီကာကြီးမောင်းလို့ရပါမလားမရပါဘူးဗျာမရဘူးလေဟုတ်လားဒါကြောင့်မလို့ဒီထဲမှာတခါတည်းပဲအင်္ဂါတွေကညင်းနေတဲ့ခါကျဒီကာကြီးကလည်းလဲနေမှာပဲအင်္ဂါတွေညင်းနေတဲ့အတွက်ကြောင့်ဒီဘိန်းကြီးကလည်းမလဲနေမှလားလဲနေမှလားဟောဒီအင်္ဂါတွေတစ်ခုမှမရှူရင်းနေတဲ့၍ခင်ဗျားတို့ကျုပ်တို့တန္တရာလဲဘိန်းကြီးဟာလဲနေဦးမှာမလဲနေမှလားလဲနေမှလားလဲနေမှတဲ့ကြည့်လိုက်တဲ့အခါကျတော့အဲ့ရောမှဩတန္တရာရဲ့အစကိုကြည့်လိုက်တော့ဘာကိုတွေ့တာလဲဝိဇ္ဇာကိုတွေ့တာဒါဆိုအခုတလုံးမှာတခါကြီးတခါမပိဿုပံမှာဥဒ္ဒနုမရောက်နေတာလားရောက်နေတာလားပိဿုပံမှာရောက်နေတဲ့အခါကျတော့ခင်ဗျားတို့ကျုပ်တို့ဘယ်နေရာမှာလဲဘယ်အကွက်မှာလဲဆိုတော့နေ့အကွက်မှာရောက်နေတာမရောက်နေတာလားရောက်နေတာလားဒါဆိုဒီတန္တရာယထာကြီးဖြတ်ခြင်းနဲ့ဆိုရင်ဝေဒနာနဲ့တဏှာကြမဖြတ်ရမှာလားဖြတ်ရမှာလားဖြတ်ရမှာတဲ့ဒါဆိုလို့ရှိရင်ဟွာတဲ့လူပြောကတခါတည်းတွေးပြီးတော့ငါလူ့ဘဝကြီးကိုရလာတာတဲ့အဲ့ဒါပုဂ္ဂိုလ်ရဲ့ဘယ်ကစတာမှလည်းမသိဘူးအဲ့ဒါဘယ်ဓမ္မကစတာမှလည်းမသိဘယ်ပုဂ္ဂိုလ်ဘယ်ဘဝကစတာမှလည်းမသိဘူးဆိုပြီးတွေးတော်နေမဲ့အစားဒါဒီကမှယခုရောက်တဲ့ပိဿုပံမှာပိဿုပံတက်တဲ့မရှိရမှာလားရှိရမှာလားဘယ်ဘဝကလာခဲ့တာတွေဟုတ်လားဘယ်ဘဝကစခဲ့တာတွေကဒါဒီကမှကိုသိတော်ရောဘာအကျိုးရှိဦးမှာလဲဘာအကျိုးမှမရှိဘူးယခုပိဿုပံတက်တဲ့မှာရှုဖို့ကြည့်ဖို့မှတ်ဖို့ပါပဲဥပမာဆိုကြပါစို့ဟုတ်လားတခါတည်းပဲလူတယောက်ကဟိုးမဟုတ်ဘောက်ကနေဝင်လာတယ်ပေါ့ဝင်လာတဲ့အခါကျတော့တခါတည်းပဲသူ့မှာတခါတည်းပဲတူးလေးပါတယ်ပေါ့တူးလေးဆိုတော့တခါကြီးကမှသိတယ်မလားတူးလေးဆိုတာတခါတည်းအပေါ်မှာမျောကိုဆွဲပြီးပြစ်တယ်ဟာလေဟုတ်လားတခါတည်းပြစ်ထည့်လိုက်တာအဲ့ဒီမြားဟာဗရောင်းမြေစရာတော့ရင်လာစူးတယ်ပေါ့စူးလိုက်တဲ့အချိန်မှာတခါကြီးကမှအရေးကြီးဆုံးလုပ်ရမယ့်အလုပ်ဒီဒါကမှတစ်ချက်ပဲရှိတယ်အမြားကိုမြန်မြန်နှုတ်ပြရမှာပဲဘာလို့ရမှာလဲမြားကိုမြန်မြန်မနှုတ်ဖဲနဲ့ဒီမြားကိုပြစ်တာယောက်ျားပြစ်တာလားမိန်းမပြစ်တာလားအစိတ်တွေလူထားသလေးလားဒီမြားကဘာသာနဲ့လှုပ်ထားတာလဲဘယ်ကလာတာလဲလို့လိုက်ကြည့်နေရင်ကျုပ်ကအသက်ဆုံးရှုံးရုံပဲရှိမှာပဲဟုတ်လားဟိုဘက်ကဘသူပြစ်တယ်ဘယ်ဝါပြစ်တယ်ဆိုတာတွေဟုတ်လားအရေးမကြီးဘူးအဓိကအဲ့ဒီရင်ဝမှာစုနေတဲ့ဒုက္ခသစ္စာကိုနှုတ်ပြဖို့ပဲဘာကိုနှုတ်ပြဖို့ပဲဘုဘယ်ဘောကလာတယ်ဟိုကတရားကအစတယ်အနမတေကိုရံဘိက္ခဝေဘလောက်ပဲတန်တရာကအစမသိသည်ယခုပိဿုပံမှာသိဖို့လိုအပ်တယ်အမြန်ဆုံးလောက်ရမှာတရားရှုမှတ်ဖို့ပဲဟုတ်လားဟောဒါဆိုလို့ချင်းဒကာကြီးဒကာမကြီးတချို့ကြတော့နောက်ကျောင်းကိုပြန်နေတာနဲ့ဟိုပဲဟောပိဿုပံကိုဒကာကြီးဒကာမကြီးမေ့မနေတာလားမေ့နေတာလားပိဿုပံတက်မရှိရင်တော့ဒကာကြီးဒကာမကြီးတွေအမျိုးမျိုးဒုက္ခတွေမရောက်မှလားရောက်မှလားဟုတ်ပြီဒါဆိုလို့ချင်းတန္တရာဆက်ရဲ့အကြည့်ဖြတ်မဲ့အခါကျတော့ပထမဆုံးသောတရားဒီကြားလားအဝိဇ္ဇာလားအဝိဇ္ဇာတဲ့ဒါဆိုလို့ချင်းအာကတပုတ်ဝိဇ္ဇာကတပုတ်ဗါလဲလေအာကတပုတ်ဝိဇ္ဇာကတပုတ်ဝိဇ္ဇာဆိုတာသိတာဝိဇ္ဇာဆိုတာသိတာတဲ့အာဆိုတာကတော့ပဋိသေဒနာပုတ်ဘာပုတ်လဲပဋိသေဒနာပုတ်ဆိုတာဘာပြောတာလဲဆိုတော့တားမြစ်တဲ့ပုတ်ဘာဖြစ်တာလဲအင်္ဂလိပ်စာမှာလည်းတားမြစ်တဲ့ပုတ်တွေမရှိဘူးလားတားမြစ်တဲ့ပုတ်ဝိဇ္ဇာကသိတယ်ဆိုတော့ရှေ့ကအာလေးကပိတ်ပင်လိုက်တော့မသိတော့ဘူးလို့ဖြစ်သွားတာပေါ့ဥပမာဆိုကြပါစို့ဒိဏဌာနဆိုတာဘေးလူတာလေဒိဏဌာနဆိုတာဘာလဲ
ပေးလူကဒိဏဆိုတာပေးလူကဒါနဒိဏဆိုတာယူတာအဒိဏဆိုတာတခါကြောင့်မဲ့ဒါနကပေးတာဒိဏကအတူတူပဲပေးတာနဲ့ဟုတ်လားလှူတာနဲ့ပုဂ္ဂိုလ်ပေါ်ပဲမမူတည်တာလားပူတည်တာလားဒိဏတို့ဒါနတို့ကပေးတာလဲပြောလို့ရတယ်လှူတာလဲပြောလို့ရတယ်ဒိဏရဲ့ရှေ့ကအလေးခံလိုက်တော့အဒိဏခင်ဗျားတို့သိက္ခာပုဒ်တွေမစောက်ပြီဘူးလားအဲ့ဒါကိုပြောချင်တာလေအဒိဏဒါနာတဲ့ဟောတရားဓမ္မကြီးပါဠိတော်အမြဲတမ်းမရွတ်နေတာလားရွတ်နေတာလားအဆိုကြတော့လည်းပဲလွယ်လွယ်ကူကူပြလိုက်တာပဲအဒိဏဒါနအဒိဏဒါနအဲ့လိုဆိုရင်မမှားတာလားမှားတာလားဘယ်လိုဆိုရမလဲအဒိဏဒါနဟုတ်လားအဲ့လိုဆိုတဲ့အခါကျတော့ဒိဏဆိုတာပေးတာရှင်းကအာလေးခံလိုက်တော့မပေးတာကိုအာဒါနသွားယူလိုက်လို့ရှိရင်နဲ့မပေးတာကိုသွားယူရင်ဘာဖြစ်လဲသိက္ခာပုဒ်ပြည့်တယ်တခိုးဖြစ်တယ်ဒါကိုသိသိရင်လို့ဒါဆိုဝိဇ္ဇာရဲ့ရှေ့မှာအာလေးခံတော့အဝိဇ္ဇာပေါ့အဝိဇ္ဇာဆိုတာကတရားလားမသိတာကိုခေါ်တာလားမသိပါဘူးဗျာအဝိဇ္ဇာကမသိတာဘာကိုမသိတာလဲမေးတော့သစ္စာ၄ပါးကိုလည်းမသိတာအဝိဇ္ဇာသစ္စာ၄ပါးကိုမသိတာလဲအဝိဇ္ဇာတဲ့နောက်တစ်ခါကျတော့တန္တရာရဲ့ရှေ့ဆုံးကိုမသိတာလဲတန္တရာရဲ့နောက်ဆုံးကိုမသိတာလဲတန္တရာရဲ့ရှေ့နောက်အဆုံးကိုမသိတာလဲဒီပရိစ္ဆေသမုပ္ပါကြီးကိုမသိတာလဲဒါဆိုလို့ချင်းအဝိဇ္ဇာရဲ့မသိခြင်းဘယ်နှချက်၄ချက်ပါဗျာဟောဒီမှာကပြောလိုက်တာက၄ချက်ပဲဒါပေမဲ့လို့သစ္စာ၄ပါးနဲ့ပေါင်းလိုက်တော့ဘယ်နှချက်၄ချက်ပါဗျာဒါဆိုဓာတ်ကမိုင်းကြီးအမြဲတမ်းကြားဖို့နေတဲ့အဝိဇ္ဇာရဲ့မသိခြင်း၈ချက်ဘယ်နှချက်လဲ၈ချက်တဲ့ဟော၈ချက်ကဘယ်လိုရှင်းများ၈ချက်ဖြစ်တာလဲသမုဒယသစ္စာကိုမသိတာလဲဝိဇ္ဇာပါဗျာဒုက္ခသစ္စာကိုမသိတာလဲဝိဇ္ဇာပါဗျာနိရောဓသစ္စာကိုမသိတာလဲဝိဇ္ဇာပါဗျာမဂ္ဂသစ္စာကိုမသိတာလဲဝိဇ္ဇာပါဗျာအမှဘယ်နှချက်ရှိပြီဒါတကာဒီတကာကျတော့တန္တရာရဲ့ရှေ့အဆုံးကိုမသိတာလဲဝိဇ္ဇာပါဗျာတန္တရာရဲ့နောက်ဆုံးကိုမသိတာလဲဝိဇ္ဇာပါဗျာတန္တရာရဲ့ရှေ့နောက်အဆုံးကိုမသိတာလဲဝိဇ္ဇာပါဗျာအရိစ္ဆသမုပ္ပါကိုမသိတာလဲဝိဇ္ဇာပါဗျာဒါဆိုလို့ချင်းဒါတကယ်ဓမ္မကြီးပြောလိုက်တော့ဘယ်နှချက်လဲ၈ချက်ဒါဆိုလို့ချင်းဒုက္ခပရမမေးတာကဟုတ်လားသမုဒယသစ္စာကိုမသိတာလဲဝိဇ္ဇာပါဗျာဒုက္ခသစ္စာကိုမသိတာလဲဝိဇ္ဇာပါဗျာယောဂီတွေအတွက်လွယ်ပဲခက်များခက်နေပြီလားခက်ပါဗျာမခက်မှန်းတိလို့ပြောတာပေါ့ဝိဇ္ဇာပါဗျာလို့ပြောတာဒီမခက်မလဲခက်ရလားဒါဆိုလို့ချင်းအဲ့ဒီမှာအဝိဇ္ဇာပါဗျာအဝိဇ္ဇာပါဗျာအဝိဇ္ဇာပါဗျာဆိုတော့ဟောလွယ်တဲ့ခါကျလွယ်လွယ်ကြည့်တဲ့ခါကျယောဂီတွေဉာဏ်မပါတော့ဘူးပါသေးလားဉာဏ်မပါတော့ယောဂီတွေမမှတ်မိတော့ဘူးမှတ်မိသေးလားမှတ်မိတော့ဘူးအပိစယောပေါ်မှာမသိရဲ့နဲ့ခင်ဗျာတို့လို့ဟုတ်လားပိစယောပေါ်မှာမသိရဲ့ဆိုပိစယောကတော့နောက်ကမရတာလားရတာလားရပါဗျာရတယ်အရှင်မြတ်တပည့်တော်နဲ့ပဋ္ဌာန်း24ပစ္စည်းရုပ်ရှင်တယ်ဗျာတပည့်တော်မေ့နေလို့အစာကြီးအစပြောပါအောင်ဆိုတော့မောင်မသိအစပြောပါအောင်ဟေတူပစ္စယောပေါ်မောင်မသိရဲ့နောက်ကပြောပါအောင်မောင်မသိရဲ့အာရမဏပစ္စယောပေါ်မောင်မသိရဲ့နောက်တစ်ခါရောအဓိပတိပစ္စယောပေါ်မောင်မသိရဲ့ဆိုတော့ပစ္စယောပေါ်ကတော့ဘယ်ပြောတတ်တယ်လေဒါဆိုအဝိဇ္ဇာပါဗျာမပြောတတ်ဘူးလားဒါဆိုလို့ရှိရင်နံပါတ်1အဝိဇ္ဇာကဘာကိုမသိတာသမုဒယသစ္စာကိုမသိနံပါတ်2အဝိဇ္ဇာကဘာကိုမသိတာနံပါတ်3အဝိဇ္ဇာကဘာကိုမသိတာမဂ္ဂသစ္စာနဲ့နိရောဓသစ္စာရတယ်ပြောင်းပြန်ဘယ်လိုပဲပြောပြောဟုတ်ပြီလားဟုတ်ပြီနောက်ကနံပါတ်4အဝိဇ္ဇာကဘာကိုမသိတာဟောနံပါတ်5အဝိဇ္ဇာကဘာကိုမသိတာဗျာတန္တရာရဲ့တန္တရာရဲ့တိအကွက်နဲ့နှစ်ကွက်ဒီတန္တရာရဲ့ရှေ့အစွန်းဟောဒီဘက်ကတခါကြီးရဲ့တန္တရာရဲ့ရှေ့အစွန်းနဲ့ဟိုးဘက်ကကလေးရဲ့တန္တရာရဲ့အစပဲဟုတ်လားဟုတ်ပြီတန္တရာရဲ့ရှေ့အစွန်းဆိုတော့တိအကွက်နှစ်ကွက်ပါမသွားဘူးလားမှန်ပါဗျာနံပါတ်5မသိတဲ့အဝိဇ္ဇာက